1888ခုနှစ်လန်ဒန်မြို့ရှိပိုင်းက Whitechapel ခရိုင်ဟာစင်ရဲမွေးတည်မှုနောက်ခံပြုကအကြမ်းဖက်မှုနဲ့ရာဇဝတ်မှုတွေပေါ်များလာတဲ့နေရာဖြစ်ပြီးရုတ်တရက်လူသတ်မှုတွေဇက်တိုက်ဖြစ်ပွားခဲ့ပါတယ်။အရင်တုန်းကတခါမှမမြင်ဘူးတဲ့ပုံစံနဲ့လူသတ်မှုတွေကြောင့်လူအများကိုထိတ်လန့်စေခဲ့ကဘိုက်ကိုခွဲကလေပင်ပြတ်ရှထားတဲ့ပုံစံကိုတွေ့တာနဲ့ဒီလူသတ်မှုဟာ Jack the Ripper ရဲ့လူသတ်မှုလို့ဆိုလို့ရအောင်သူဟာကမ္ဘာပေါ်မှာနာမည်ဆိုးနဲ့အကျော်ကြားဆုံးလူသတ်သမားဖြစ်ပြီးသူသတ်ခဲ့တဲ့အမှုကို The Conical Fight လို့လည်းခေါ်တွင်ခဲ့ကြပါတယ်။အခြားသူတွေကတော့သူဟာအမျိုးသမီး12ဦးအထိတက်ခဲ့တယ်လို့ယုံကြည်ကြပြီးအဲ့ဒီ12ဦးတွေကမှ9ဦးကပြည်တစားအလုံးလုပ်ကိုင်တဲ့သူတွေဖြစ်ပါတယ်။အသက်ခံရမှုကသတင်းစာများမှာဖုံးလွှမ်းခဲ့ပြီးနောက်ပိုင်းမှာလူသက်သမားကိုဖော်ထုတ်ရန်ကြိုးစားမှုမှာအောင်မြင်တာကြောင့်ပြည်သူများကစိတ်မကောင်းဖြစ်ခဲ့ကြပြီးနောက်ဆုံးမှာရဲမင်းကြီးကပြည်ထရေးအတွင်းရေးမှုရာတို့မှနှုတ်ထွက်ခဲ့ပါတယ်။ဒီနေ့မှာတော့ Jack the Ripper တက်ခဲ့တဲ့အမျိုးသမီး9ဦးနဲ့လူအများရဲ့ပြောဆိုချက်နဲ့စုံစမ်းစစ်ဆေးမှုကြောင့်တန်တရားရှိဝယ်တရားခံတို့ကိုဒီဗီဒီယိုထဲမှာကြည့်ရှုရမှာဖြစ်ပါတယ်။ဩဂတ်လ31ရက်နေ့1888ခုနှစ်မနက်3:40ဝန်းကျင်မှာ Whitechapel ရှိ Barrow လမ်းကြားထဲမှာ Charlie Scott ကအမှောင်ထဲမှာလဲကျနေတဲ့သူကိုသတိထားမိပြီးအလောင်းတစ်လောင်းကိုတွေးခဲ့တာဖြစ်ပါတယ်။အခင်းဖြစ်ပွားရာနေရာကိုရောက်ရှိလာတဲ့စုံတော်များကတိဆုံးသူဟာပြည်တစားမှာ Mary Ellen ကိုဖြစ်ပြီးလေပင်လိပြက်ခံထားရကဘိုက်ကိုခွဲထားခံရကြောင်းတွေးရှိခဲ့ပါတယ်။အလောင်းရဲ့ခန္ဓာကိုယ်မှာအေးစက်နေခြင်းမရှိသေးတာကြောင့်အသက်ခံရမှုဟာမကြသေးခင်ကဖြစ်တယ်လို့ဆုံးဖြတ်ချက်ချပြီး Charlie Scott မြင်တဲ့အချိန်မှာတော့လူသက်သမားဟာအနီးနားမှာဖြစ်မယ်လို့ကောက်ချက်ချခဲ့ပါတယ်။အဲ့ဒီခေတ်က Whitechapel ဟာနိုင်ငံကူးပြောင်းလာတဲ့သူတွေအများဆုံးနေထိုင်တဲ့ဆင်းရဲသားရပ်ကွက်ဖြစ်ခဲ့ပြီးရာဇဝတ်မှုတွေပေါ်များတဲ့နေရာဖြစ်တာကြောင့် Whitechapel မှာပြည်တစားကိုတတ်တဲ့သတင်းအမှုကကြီးကြီးကျယ်ကျယ်မဖြစ်ခဲ့ပါဘူး။စက်တင်ဘာ10ရက်နေ့1888ခုနှစ်မှာ Agnes Chapman ရဲ့အလောင်းကို Hanbury လမ်းမပေါ်မှာထပ်ပြီးတွေ့ရှိခဲ့ပါတယ်။သူမရဲ့အလောင်းကိုတွေ့ရှိခဲ့တဲ့သူကတော့ Hanbury လမ်းမပေါ်ကအဆောက်အဦတစ်ခုမှနေတဲ့ John David ဖြစ်ပါတယ်။တွေ့ရှိခဲ့တဲ့အမျိုးသမီးဟာလည်းပြည်တစားမှဖြစ်ကဒီလူသက်မှုကအရင်ကထပ်ပိုးဆိုးခဲ့ပြီးသူမရဲ့ဦးကိုဘိုက်ကနေအပြင်ကိုခွဲထုတ်ခဲ့တဲ့အပြင်တအိမ်ကိုလည်းဖျက်ထုတ်ခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုအရအဲ့ဒီချိန်တုန်းကရဲဌာနမှာခွဲစိတ်ဆရာဝန်အဖြစ်အလုပ်လုပ်နေတဲ့ဒေါက်တာ George Butler Phillips ကတော့ Annie Chapman ရဲ့ဖြစ်စဉ်ကိုကြည့်ပြီးလူသက်သမားဟာခန္ဓာဗေဒနဲ့ဆိုင်တဲ့အရာမှာနားလည်တတ်ကြွတဲ့သူလို့ယူဆခဲ့ပါတယ်။ဒုတိယလူသက်မှုဖြစ်ပြီးစက်တင်ဘာ28ရက်နေ့1888ခုနှစ်မှာလူသက်သမားကသတင်းစာဌာနတစ်ခုကို Jack the Ripper အမည်နဲ့သူတက်ခဲ့တာဖြစ်ကြောင်းစာတစ်စောင်ပေးပို့ခဲ့ပါတယ်။ဒီစာကိုအောက်တိုဘာ1ရက်နေ့ထိလူထုကိုမထုတ်ပြန်သေးပဲသတင်းတောက်တစ်ယောက်ရဲ့လုံခြံဖန်တီးမှုလို့ယုံကြည်ကြပေမဲ့မသက်ဆိုင်သူများထံကိုစာရောက်ရှိသွားပြီးလူသက်သမား Jack the Ripper သတင်းဟာပြန့်နှံ့သွားခဲ့ပါတယ်။3ရက်အကြာစက်တင်ဘာ30ရက်နေ့နနက်တနာရီဘန်နာလမ်းမပေါ်မှာ Louis Danstress က Elizabeth Stride အလောင်းကိုလေပင်မှာပြတ်ရှဒဏ်ရာတစ်ခုနဲ့အတူတွေ့ရှိခဲ့ပါတယ်။လူသက်သမားဟာ Elizabeth ကိုတက်နေစဉ်မှာ Danstress ကအနီးနားကိုရောက်ရှိလာတော့မှဖြစ်တာကြောင့်သူဟာလေပင်ကိုသာလိပြတ်ခံခဲ့ရပြီးအသက်ခံခဲ့ရတာလည်းမကြသေးခင်ရာဖြစ်ကြောင်းဖြစ်တယ်လို့ရဲများကပြောခဲ့ပါတယ်။အော်စရာကောင်းတာက Elizabeth Stride ကိုတွေ့ရှိခဲ့ပြီး45မိနစ်အကြာအဲ့ဒီအခင်းဖြစ်ပွားရာနေရာရဲ့နောက်ဖက်ရှိ Meta Square လမ်းမပေါ်မှာနောက်ထပ်အလောင်းတစ်လောင်းကိုတွေ့ရှိခဲ့ပါတယ်။တညထဲမှာပဲ Catherine Arrow အမည်ရှိအမျိုးသမီးဟာဒုတိယမြောက်အသက်ခံခဲ့ရသူဖြစ်ပြီးသူမရဲ့မျက်နှာအပါအဝင်ခန္ဓာကိုယ်ကိုပါပြင်းထန်စွာဖျက်ထုတ်ခံခဲ့ရပါတယ်။နောက်ပြီးသူမတဲ့အိမ်ကိုလည်းဖျက်ထုတ်ပစ်ခဲ့သလိုဘယ်ဘက်ကြောက်ဘက်ကိုလည်းဖယ်ထုတ်ခဲ့ပါတယ်။အခင်းဖြစ်ပွားရာနေရာအနီးတစ်ဝိုက်ကိုစစ်ကြည့်လိုက်တဲ့အခါမှာတော့အမှုတစ်ခုလုံးအတွက်အသေးလွန်စားဖြစ်တဲ့ Eldros ရဲ့အဝယ်ပိုင်းစားတစ်ခုကိုရရှိခဲ့ပါတယ်။အဝယ်ပိုင်းစားကို Alfred Long ကတွေ့ရှိခဲ့သူဖြစ်ပြီးသူဟာအခင်းဖြစ်ပွားရာနေရာရဲ့တလန်းကျော်မှာနေထိုင်နေသူဖြစ်ပါတယ်။နောက်ပြီးအဝယ်ပိုင်းစားအနီးမှာဂျူးတွေဟာဒါအတွက်မှအပြစ်မတင်တဲ့သူတွေပါလို့မြေပြူခဲပြင်ရေးသားထားတာကိုပါတွေ့ရှိခဲ့ပြီးအဲ့ဒီနေရာဟာဂျူးစံညီရေးပြဿနာများလည်းရှိနေခြင်းဖြစ်ပါတယ်။အခင်းဖြစ်ပွားတဲ့နေရာနဲ့တေးလွန်စားတွေကြောင့်လန်ဒန်မြို့အရှေ့ပိုင်းမှာလူသက်သမားနေတယ်လို့ယူဆခဲ့ကြပါတယ်။1888ခုနှစ်အောက်တိုဘာလ23ရက်နေ့မှစပြီးရဲများကလန်ဒန်အရှေ့ပိုင်းရပ်ကွက်များရှိအိမ်တိုင်းကိုလူသတ်မှုနဲ့ပတ်သက်ပြီးတပတ်ကြာရှာဖွေခဲ့ပေမဲ့ဘာမှထူးခြားမှုမရှိခဲ့ပါဘူး။တလနီးပါးကြာ1888ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာနောက်ဆုံးအသက်ခံခဲ့ရတဲ့ Mary Galley အလောင်းကိုမီလာကော့မှာရှိတဲ့သူမနေတဲ့တိုက်ခန်းထဲကအမှုရာပေါ်မှာတွေ့ရှိခဲ့ပါတယ်။သူမရဲ့ခန္ဓာကိုယ်ဟာအရေကုန်ခွာထားသလိုမျိုးလိကန်ထားတာခန္ဓာကိုယ်စိတ်ပိုင်းတွေကလည်းအပြင်ကိုထုတ်ထားတာကြောင့်ဒီလူသတ်မှုဟာအဆိုးအဆုံးဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Jack the Ripper ဟာအမျိုးသမီး9ယောက်သာမက17ယောက်ထိတက်ခဲ့တယ်လို့အများကပြောဆိုခဲ့ကြပြီးသူ့ကိုမြင်ခဲ့တယ်လို့ယုံကြည်တဲ့သူတွေရဲ့ပြောပြချက်အရလူသက်သမားရဲ့ပုံချင်းကိုပုံဖော်နိုင်ခဲ့ပါတယ်။သူဟာအသက်25နှစ်မှ35နှစ်ကြာအရက်မှာအကြမ်းမြင်အဖြစ်9ပေ5မှ9ပေခွန်အတွင်းမျက်နှာအသားရည်ကောင်းပုံပြီးအခမ်းမွေးရှိကအနက်ရောင်ကိုအင်းကြီးနဲ့အုတ်ထုပ်ကိုတွဲဖက်ဝတ်ဆင်ထားလေးရှိသူလို့ယူဆခဲ့ပါတယ်1903ခုနှစ်စကော့တလန်ရဲ့မှုခင်းစုံစမ်းစစ်ဆေးရေးဌာနကောင်းဆောင်ဆာမဲလ်ဗီမက်ဂနက်တန်နဲ့အခြားစုံတော်များရဲ့စစ်ဆေးမှုကနေတန်တရားရှိသူများအပြားထွက်ပေါ်လာခဲ့ပြီးအေရွန်ကိုမက်စကီဒေါက်တာအိတ်ရှိတ်ဟုံးနဲ့ဂျိုးဆက်ဘာနကဖြစ်နိုင်ခြေအများဆုံးရှိသူတွေဖြစ်ပါတယ်။အေရွန်ကိုမက်စကီကအမျိုးသမီးများအထူးသဖြင့်ပြည်စားများပေါ်မုန်းတီးမှုကြောင့်လူသိများတဲ့သူဖြစ်ပါတယ်။ကိုမက်စကီကဂျူးလူမျိုးဖြစ်ကပိုလန်နိုင်ငံမှာလန်ဒန်သို့နိုင်ငံရေးခုံလုံးဝေးဖြစ်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီးသူဟာ Elizabeth Stride အသက်ခံရတဲ့လမ်းမှာနေထိုင်ခဲ့ကစိတ်ရောဂါဆေးရုံမှာစိတ်ကစင်စရာယောဂါနဲ့တည်ဆုံခဲ့ပါတယ်။ Name Jack the Ripper လို့အမည်ပေးထားတဲ့စာအုပ်တုံးမှာ Russell Elward က Comiskey ကို Jack the Ripper လို့ဖော်ပြထားပြီးလူသတ်မှုနဲ့ဆက်သွယ်နေတဲ့ DNA ထောက်ထားများပါရှိတယ်လို့ရေးသားထားပါတယ်။
ဒေါက်တာအိတ်ရှိန်ဟုံးကအမေရိကန်ဆရာဝန်တဦးဖြစ်ပြီးသူက1880နောက်မှာချီကာဂိုမှာဖြစ်ခဲ့တဲ့အမေရိကန်ရဲ့ပထမဆုံးကွင်းဆက်လူသက်သမားဖြစ်ပါတယ်။သူက3တက်ဟိုတယ်တစ်ခုကိုတည်ဆောက်ခဲ့ပြီးလူ28ဦးကိုတတ်ခဲ့ကြောင်းဝန်ခံခဲ့ပေမဲ့လူ200နီးပါးတည်ဆုံးခဲ့တယ်လို့ဆိုကြပါတယ်။သူ့ရဲ့မြေဂျက်ဖ်ရဲ့အဆိုအရဟုံးကလန်ဒန်မှာရှိတဲ့ပြည်ထစာများစွာကိုတပ်ဖြတ်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းကိုသူ့ရဲ့ဒိုင်ယာရီ2ခုမှာမှတ်တမ်းတင်ထားကြောင်းပြောပြခဲ့ပါတယ်။ဟုံးက1888ခုနှစ်မှာလန်ဒန်သို့ခရီးထွက်ပြီးနောက်လူသက်မှုများဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဟုံးရဲ့လက်ရည်တမူနာများကလည်း Ripper နဲ့အလွန်ဆင်တူပြီးပညာရှင်တဦးကတယောက်တည်းရေးသားထားကြောင်းဖြစ်တယ်လို့အတည်ပြုခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုအတွင်း Ripper ကအမေရိကန်နိုင်ငံသားဆရာဝန်တဦးဖြစ်နိုင်တယ်လို့ကောလာဟာလာများထွက်ပေါ်ခဲ့ပြီးစုံနောက်တွေဟာအမေရိကကိုသွားရောက်စစ်ဆေးနေရကရန်ပုံငွေကိစ္စတွေကြောင့်ဒီမှုကိုလက်လွတ်ခဲ့ပါတယ်။ဂျိုးဆက်ဘာနက်ကတော့တန်တရားရှိဆုံးလူဖြစ်ပြီးနောက်ဆုံးတည်ခဲ့တဲ့ Mary Kelly နဲ့ပတ်သက်နေပါတယ်။ဘာနက်ကငါးဘန်းသမားအလုပ်ကိုလုပ်ကိုင်ခဲ့ပြီးလန်ဒန်မြို့အရှေ့ပိုင်းမှာရှိတဲ့နေရာတော်တော်များများမှာနေပူးပြီး Kelly ကိုချစ်တဲ့သူဖြစ်ပါတယ်။ Daily Telegraph ရဲ့ဖော်ပြချက်အရဘာနက်ကKelly ကိုသူ့မိန်းမလို့ပြောခဲ့ပြီး Kelly ဟာတကယ်တော့အခန်းပေါ်တစ်ယောက်သာဖြစ်ခဲ့ပါတယ်။ဘာနက်က Kelly ဟာလမ်းမပေါ်ထွက်ပြီးငွေရှာဖို့အတွက်ပြည်ထစာအလုပ်လုပ်တာကိုမကြိုက်တဲ့သူဖြစ်ပါတယ်။ဒါကြောင့်ဘာနက်ဟာ Kelly ကြောက်ရွံ့စေဖို့အတွက်ပထမလူသတ်မှုကိုကျူးလွန်ခဲ့ကြောင်းတချို့ကပြောခဲ့ပြီးအချိန်တစ်ခုအထိအလုပ်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဘာနက်အလုပ်ပြုတ်သွားတဲ့အခါမှာတော့ Kelly ဟာလမ်းမပေါ်ပြန်ရောက်သွားခဲ့ပါတယ်။ငွေကြေးကိစ္စတွေနဲ့အခြားပြဿနာတွေကြောင့်စကားများခဲ့ကတိတ်မကြခင်မှာပဲဘာနက်ကထွက်သွားခဲ့ပြီး10ရက်အကြာမှာပဲ Mary Kelly ကတိုက်ခန်းထဲမှာတည်ဆုံနေတာကိုတွေ့ရှိခဲ့ကြပါတယ်။အသက်ခံရမှုဖြစ်ပွားပြီးနောက်ဘာနက်ကို4နာရီကြာမေးမြန်းခဲ့ပြီးနောက်ဆုံးမှသူဟာလွတ်မြောက်ခဲ့ပါတယ်။သူဟာငါးဘန်းသမားအလုပ်ကိုလုပ်ကိုင်တဲ့အတွက်ကြောင့်ခန္ဓာဗေဒဆိုင်ရာအသိပညာရှိပြီးသူတို့နေတဲ့တိုက်ခန်းအကြောင်းနဲ့သူတို့အခန်းကိုအပြင်ကနေတောဖွေးတတ်မှာဖြစ်ကြောင်းကောလာဟာလာတွေလည်းပြန့်နှံ့ခဲ့ပါတယ်။အခင်းဖြစ်ပွားရာနေရာမှာအသေးစိတ်ချက်လက်များအရကယ်လီယာအိပ်ပျော်နေစဉ်အသက်ခံခဲ့ရတာဖြစ်ပါတယ်။ဘာနက်ဟာ Jack the Ripper ရဲ့ပုံကျန်းနဲ့ကိုက်ညီနေပြီးသူ့ကိုသူ့တင်ငယ်ချင်းများက Jack လို့ခေါ်ကြောင်းလည်းသတင်းစာတစ်ခုမှာရေးသားထားပါတယ်။ Mary Kelly တည်ဆုံးပြီးနောက်မှာတော့လူသတ်မှုတွေရပ်တန့်သွားခဲ့ပါတယ်။ဒါဟာသူမတည်ဆုံးပြီးနောက်ဘာနက်ဟာလူသက်ဖို့ဘာအကြောင်းပြချက်မှမရှိတော့ကပြည်ထစာအလုပ်ကိုလုပ်နေတဲ့ကယ်လီဟာတည်ဆုံးသွားပြီဖြစ်တာကြောင့်လို့ပြောဆိုခဲ့ကြပါတယ်။ဒီအမှုမှာစုစုပေါင်းတန်တရားရှိသူ200ဝန်းကျင်ရှိခဲ့ပြီးကျွန်တော်တို့က Jack the Ripper ဘယ်သူလဲဆိုတာကိုတန်တရားရှိအောင်ကလွယ်ပြီးအကြီးမားဆုံးမဖြေရှင်းနိုင်တဲ့လူသက်မှုတွေကတခုအဖြစ်ယနေ့တိုင်ကျရှိနေခဲ့ပါတယ်။